အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Grand Property ရန်တိုင်းထုတ်ပါဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်အကြောင်းအရာလေးကတော့ဒီ HMA ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဟုတ်ကဲ့ရင်းနှီးမြှုပ်နှံမှုဆိုတာမိမိရဲ့ငွေကိုတန်ဖိုးတက်လာအောင်တိုးဝါလာအောင်ဒါရင်းနှီးမြှုပ်နှံတာကိုဆိုလိုတယ်ဥပမာပြန် inflation rate ကိုလည်းကာကွယ်ရမယ်ပြီးရင်တိုးဝါလာအောင်လည်းလုပ်တယ်လုပ်ငန်း share ထည့်ရရရှိရယ်ပြီးရင် stock share ဝယ်ရရရှိရယ်ပြီးရင်ရွှေဝယ်ရရရှိရယ်ပြီးရင် HME ရင်းနှီးမြှုပ်နှံတာရှိကြပါတယ်ဟုတ်ကဲ့ HME နဲ့ပတ်သက်ပြီးခုနောက်ပိုင်းမှာလူကြိုက်များလာတဲ့အကြောင်းရင်းလေးရှိရယ်ပထမဆုံးတစ်ချက်အနေနဲ့ HME ကတန်ဖိုးတက်မှသိကြတယ်ပြီးရင်အမြဲတမ်းပိုင်ဆိုင်မှုဆက်တစ်ခုအနေနဲ့တည်ရှိမယ်ပြီးပိုင်ဆိုင်မှုခိုင်ပါတယ်ပြီးရင်နေရာနဲ့အနေအထားပေါ်မှာမူတည်ပြီးတော့အငှားဝင်လည်းရရှိနိုင်တာကြောင့်လူကြိုက်များလာကြပါတယ်ဟုတ်ကဲ့ယင်းနှမြုပ်နှံမှုတွေဘယ်လိုစလုပ်မလဲဆိုလို့ရှိရင်မိမိရဲ့ budget နဲ့ရည်ရွယ်ချက်ပေါ့ရည်ရွယ်ချက်ကိုသတ်မှတ်ရမယ် budget နဲ့ရည်ရွယ်ချက်ကဘာကြောင့်ဆက်နေလဲဆိုလို့ရှိရင်ရည်ရွယ်ချက်ပေါ်မူတည်ပြီးတော့လည်း budget ကတော့အပြောင်းလဲလုပ်လို့ရတယ်ဥပမာမိမိကဒီအိမ်တစ်လုံးပိုင်မှုနောက်ထပ်အိမ်တစ်လုံးပိုင်မှုဒါစုဆောင်းနေဆိုလို့ရှိရင်လည်းဒါအရေးကြပုံစံနဲ့သွားမှာလားဒါမှမဟုတ်ဘဏ်လုံးနဲ့သွားမှာလားဒီလိုမျိုး budget နဲ့ပြီးရင် budget plan ပေါ့ budget plan ပြီးဒီမှန်ချက်ကိုဟိုကသတ်မှတ်ရမယ်ဒီမှန်ချက်ကြတော့လည်းသူကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီကငှားစားမှာလားငှားစားဖို့အတွက်ဟိုကလုပ်တာလားဒါမှမဟုတ်နောက်ထပ်ပိုင်ဆိုင်မှုတစ်ခုတိုးပွားဖို့အတွက်လုပ်တာလားဒါမျိုးကြီးပဲချက်တွေကိုသတ်မှတ်ပေးရမယ် budget ရဲ့ budget plan ရဲ့ဒီမှန်ချက်ရဲ့သတ်မှတ်ပြီးဆိုတော့ကျွန်တော်က location ရွေးရမယ် location မှာကျတော့စီကားမိသားနေရာတွေမှာရှင်းလင်းမြုပ်နှံပါလားဒါမှမဟုတ်ဖွင့်မျိုးသေးတဲ့နေရာတွေမှာရှင်းလင်းမြုပ်နှံပါလားအမှားတော့ဒီအချိန်ကာလတွေကွာသွားမယ်ဒီဟာလေးတွေကိုဟိုကသတ်မှတ်ရမယ်သတ်မှတ်ပြီးသွားရင်တော့နောက်ဆုံးဒါကတော့အရေးကြီးဆုံးအချက်ဖြစ်တဲ့ဘယ်ဟာပဲရင်းနှီးမြှုပ်နှံပိုင်ဆိုင်မှုခိုင်မာတဲ့စားဆိုင်နဲ့ခိုင်မာတဲ့ဟာမျိုးကိုရွေးချယ်ရမယ်ရွေးချယ်ပြီးတော့ဒါကိုစစ်ဆေးပြီးမှဟိုကရင်းနှီးမြှုပ်နှံရမယ်ရင်းနှီးမြှုပ်ဒီလိုမျိုးပဲစစ်ဆေးပြီးရင်းနှီးမြှုပ်နှံလို့ပဲကျွန်တော်ကတော့အကြံပြုချင်ပါတယ်ဟုတ်ကဲ့အခုဟိုပါအိမ်ဝယ်ဖို့အတွက် HME ဝယ်ဖို့အတွက်ငွေလုံလောက်မရှိတဲ့လူတွေလည်းရှိတယ်တချို့ကျတော့ငွေလုံလောက်ရှိပေမဲ့လည်းငွေကိုတစ်ခါတည်းမသုံးချင်တဲ့လူတွေရှိတယ်လူတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဂျိုဘွိုင်း project တွေရှိတယ်ဂျိုဘွိုင်း project မှာတိုက်ခန်းမီနီကွန်ဒိုပြီးလို့ရှိရင်ဒါလုံချင်းအိမ်ယာတွေပြီးရင် luxury ကွန်ဒိုတွေအဲ့တော့ခုနပြောတဲ့ budget ပေါ်မှာမူတည်ပြီးတော့ဒီ project တွေကတော့ကောင်းအောင်ပေါ့အဲ့လိုဟာမျိုးတွေမှာလည်းရွေးချယ်ပြီးဝယ်လို့ရတယ်အရေးကြအနေနဲ့ဒီ market ထဲမှာတော့အကြမ်းမြင့်အနေနဲ့က6လကနေ3နှစ်ဒီအများဆုံးအတူမဲ့ရေးကြဝယ်လို့ရတယ် project တွေစီမံကိန်းတွေရှိပါတယ်အဲ့လိုဟာတွေမှာလည်းဝယ်လို့ရတယ်ဒါမှမဟုတ်ဒီလက်ရှိမှာဟိုငွေလုံလောက်မရှိသေးဘူးဆိုလို့ရှိရင်လည်းဒါပုံမှန်ဝင်ငွေရှိနေတဲ့သူတွေတော့ကြတော့ကျွန်တော်တို့ဘဏ်နဲ့ချိတ်ဆက်ပြီးတော့ဝယ်လို့ရတဲ့ဘဏ်ချိတ်ဒီ project တွေလည်းရှိပါတယ်ဒါမျိုးနဲ့လည်းငွေလုံလောက်မရှိပေမဲ့လည်းဘဏ်နဲ့ချိတ်ပြီးချိတ်ဆက်ဝယ်လို့ရပါတယ်ဗျဟုတ်ကဲ့ဒီနေ့ဆွေးနွေးခဲ့တဲ့ HME ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ဘယ်လိုမြင်ပါလဲ comment မှာမှတ်ခဲ့ပြီးတော့ဗျ